ဆရာတဲ့ကိုဝင်က3လပါတယ်ဘိုက်ကနာလာလို့စိုးရင်ရလာရှင်းတဲ့တခါတလေတော်နာတယ်ဆရာတဲ့ဆိုတော့မင်္ဂလာပါဒေါက်တာဂျိုဟပ်ဘလော့ကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဆရာကျော်ပါဆိုတော့ဒီမီကုန်းလေးကျွန်တော်ဖြေချပေးပါမယ်ဆိုတော့ဒီမီကုန်းလေးတစ်ဆက်တည်းနောက်ဆက်တွဲကျွန်တော်လည်းစီကံပြခြင်းဘာတွေလောက်ကမလဲဆိုတဲ့စနေလေးလည်းကျွန်တော်မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်3လမှာဘိုက်နာတာတော့အကြောင်းရင်းမျိုးစုဖြစ်နိုင်ပါတယ်နားတဲ့နေရာပေါ်မှာလည်းမူတည်ပါတယ်အစာရင်ရောင်းတာတို့ဖြစ်နိုင်တယ်လို့ဒီစီးစက်ကြိုက်တယ်ဆိုတော့ဒီကိုဝင်ကနေပြီးတော့မှနာတာကျင်တာလည်းဖြစ်နိုင်ပါတယ်ဒါမှမဟုတ်လေဥယောင်နာတွေကြောက်ကရောင်တွေအစရှိသဖြင့်ဖြစ်နိုင်ပါတယ်ဒီကတော့လူနာကိုတေချာဆွေးနွေးပြီးအသေးစိတ်ဆွေးနွေးပြီးတော့စစ်ဆေးပြီးမှသာလင်းပါဖြစ်တယ်ဆိုတော့ကျွန်တော်ပြပြနိုင်မှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီဆရာနဲ့ဈေးကမ်းပြချင်တယ်ဆိုတော့ဆရာဈေးကမ်းလေးကိုအမှတ်စင်းနဲ့ကြိုးစားပြီးမှတ်တိုင်နေခဲမြို့မှာဖွင့်လှစ်ပေးထားပါတယ်နေ့စဉ်မနက်9နာရီခွဲရနေပြီးည9နာရီအထိတင်းလာနေရနေပြီးတော့မှစနေနေ့ထိကိုနေ့စဉ်ဖွင့်လှစ်ပေးထားပါတယ်အဲ့တော့ online နေပြီးတော့ဆရာနဲ့ဈေးကမ်းပြချင်တဲ့လူတွေအတွက်ကိုကြတော့လေအောက်မှာဖတ်ပြထားတဲ့ဖုန်းနံပါတ်တွေကိုတိုက်ရိုက်ဆက်သွယ်ပြီးတော့မှbooking ယူပြီးမှဆရာနဲ့ online နဲ့စီကံပြလို့ရပါတယ်အရင်လိုမျိုး TikTok chatbot တွေပဲ chatbot တွေမှာတော့မိထားတဲ့မေကွန်းတွေကလူနာတွေရောတအားများတော့ကြောင့်လို့ဆရာမကြည့်နိုင်တော့ပါဘူးဒါကြောင့်မို့ကြည့်လို့မြန်မိမိကတိုင်းမဆွေးနွေးခြင်းနဲ့တေချာကုသမှုခံယူခြင်းနဲ့ဆိုတော့ဖုန်းနံပါတ်ကိုကိုယ်တိုင်ဆက်သွယ်ပြီးတော့မှ booking ယူတာမျိုးပြုလုပ်ပြီးတော့တိုက်တွန်းချင်ပါတယ်အဲ့ဒါမှပြောချင်တာကိုဆရာရဲ့ page ကနေပြီးတော့မှဒါကိုယ်ဆောင်မျိုးသမီးတွေအတွက်ပြင်ဆင်ထားတယ်ပေါ့နော်စီစဉ်ပေးထား Dr. Box ဆိုတာလေးရှိပါတယ်ဒီပုံစံလေးဖြစ်ပါတယ်ဒီ box ထဲမှာကတော့ကိုယ်ဆောင်မိခင်တွေဖျားနာတဲ့ခါမျိုးတွေဟလာone shot တဲ့ခါမျိုးတွေနာကျင်တဲ့ခါမျိုးတွေခုလိုမျိုးပိုက်အောင်တဲ့ခါမျိုးတွေအစားရှိတဲ့ခါမျိုးတွေမှာမိခင်ရောကလေးပါမထိခိုက်ပဲနဲ့မိမိရဲ့ဒီအိမ်မှာပေါ့နော်အလွယ်တကူစောင့်ထားခြင်းအပြင်အလွယ်တကူတောက်သုံးလို့ရတဲ့ဆေးတွေနဲ့ဆေးညွန့်တွေထည့်ပြီးတော့မှရွေးချယ်ပြီးထည့်ပေးထားမှာဖြစ်ပါတယ်ဆိုတော့ဒီ box လေးကိုအိမ်မှာစောင့်ထားခြင်းအပြင်လည်းမလို့လားအပြင်နဲ့တကယ်ရေးပေါ်နာကျင်တဲ့ခါမှာအလွယ်တကူတောက်သုံးတိုင်းမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီ box လေးကိုမှာကျင်နေဆိုရင်လည်း Facebook page တွေတောင်းဒီဖုန်းဆက်ပြီးဖြစ်စေ Viber တို့မှာဖြစ်စေလာရောက်ပြီးတော့မှ Dr. Box လေးလိုချင်မှဆိုပြီးမှာကြားလို့ရပါတယ်နောက်ဆုံးသတိပေးချင်တာကတော့ကိုယ်ဆောင်မိခင်တွေအနေနဲ့ကတော့နာကျင်ကြိုက်ခဲတဲ့နေရာမျိုးမှာတချို့ဆေးတွေကတော့ဒီကြိုက်ခဲပေါက်စီတချို့ကတော့မိခင်ရောကလေးကိုပါထိခိုက်စေနိုင်ပြီးအခက်မသိရင်ဒါစောစီးစွာကိုယ်တပ်ပြတ်သားရှော့တွေပါဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့လားအပင်နဲ့ဆက်စီးတောက်တာမျိုးတွေကြိုက်ခဲပေါက်စီထိုးတာတောက်တာမျိုးတွေကိုရှောင်ကျဉ်သင့်ပါတယ်ဒါလေးတော့သတိပြုစေချင်ပါတယ်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်